Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ knowledge sharing လုပ်တဲ့အစီအစဉ်ကနေပြန်လဲပြီးကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်သတင်းကောင်းလေးတစ်ခုကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် ChatGPT ကနေ Go Plan ပေါ့နော်သူ့ရဲ့ Go Plan မှာကျွန်တော်မြန်မာနိုင်ငံကိုလည်းထည့်သွင်းလိုက်ပြီပေါ့နော်ဒီကဘာလဲဆိုတော့ကျွန်တော်ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်လုပ်ပေးထားတဲ့ plan လေးပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော် ChatGPT ကို pay version သုံးမယ်ဆို$20နဲ့စသုံးရတယ်ပေါ့နော်အဲ့ကြတော့ဘယ်လိုသုံးရမလဲဘယ်လိုဝယ်ရမလဲဆိုတာတစ်ချက်ပြပေးသွားမယ်နော်ကျွန်တော်ဒီ upgrade to go ဆိုတဲ့ button လေးရှိတယ်။စကားမဆက်ကျွန်တော်တို့ဒီကောင်သုံးဖို့ဆိုရင် VPN လေးဖြုတ်ဖို့လိုတယ်ပေါ့နော်။အဲဒါဆိုတော့ကျွန်တော်တို့ဒီမြန်မာ server ကနေ internet ချိတ်ဆက်အသုံးပြုထားဖြုတ်ဖို့လိုတယ်။ကျွန်တော် VPN နဲ့တော်တော်များကစင်ကာပူတို့ဂျပန်တို့စသဖြင့်ပေါ့နော်။တခြားနိုင်ငံ server တွေကနေသုံးတာဖြစ်တဲ့အတွက်အဲဆိုရင် upgrade to go ဆိုတဲ့ plan လေးပေါ်မှာမပါဘူး။ဘာလို့ဆိုတော့ကျွန်တော်တို့ဒီဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ပဲပေးတယ် plan လေးဖြစ်လို့ပေါ့နော်။ Okay upgrade to go plan လေးကို go ဆိုတဲ့ button လေးကိုကျွန်တော်နှိပ်လိုက်မယ်။နှိပ်လိုက်မယ်ဆိုဒီမှာတွေ့နိုင်တယ်ပေါ့နော်။$5တစ်လမှာ$5ပေးရမှာဖြစ်ပါတယ်။ပုံမှန်ဆိုကျွန်တော်တို့ free သုံးမယ်ဆို limit တွေရှိရပေါ့နော် file upload limit လောက်တာရှိရ image generation ကို limit လောက်ထားရှိရပေါ့နော်ဒီကောင်ကတော့ limit တော်တော်များပြုတ်သွားမယ် GPT-5 ကိုလည်းကောင်းကောင်းသုံးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဒီလောက်ပါပဲခင်ဗျ